ကားဆရာခင်ဗျားတို့ဒေထားတဲ့ပစ္စည်းစုံကြည့်လိုက်နော်ဒေထားတဲ့ပစ္စည်းအကုန်ဟုတ်မဟုတ်ရေလိုက်အောင်သွားရေလိုက်အောင်သွားAmai kau cakap mana? Api ahi, aku hari pakat kan tahu deh. Isom ni tiba kau dia kasih okey. Dia kasih isom ni bang ini isom ni ini ngate. đây là hình ảnh tinh mà phát triển trong sẽ lấy cắm phong trên sẵn là chê cây chú cà thang là luôn cái gì sung đẹp hơn là sung là bên đây bà ra rồi học phí hàn khắp nó kinh bên tất cả ê cá xe nào mày biểu chỗ hay tu cá của món nào rồi cá nằm bạ bê cá này thì là rồi xử lý chi miêu nè dọa nguy ta dọa nát thế vậy anh thêm hả là mò bún giờ tụi sao u li xí vậy anh em đi bà sao u rồi là tụi lù nì đấy sao u vậy em bị xí thay sao u đi anh mà xí anh nát thế thế à phơi xí hả làဟုတ်တယ်ရသူတို့အဖွဲ့အစည်းအားလို့ပြောတာlần này càng chấp phơi được này là ဟုတ်တယ်ဗျာနည်းနည်းကန်တက်ဖွဲ့လေး bê chấp phơi rồi chứ ကျွန်တော်တို့ပြောတာရင်းမာရင်တိုင်ရင်း15လို့ပဲသူပြောကျွန်တော်တို့ပြောပြထားတယ် တက်ခွေရော မတီးဘူးရအဲ့ဒီကိစ္စတွေကျွန်တော်တို့က နာမည်ပြော ဇွန်တော် ဇွန်တော်ဖွဲ့စည်းနာမည် ရုံးမြပြန်တိုင်းဆက်လေး တိုင်းဆက်လေး တင်းရကျွန်တော်တိုင်းဆက်လေးတဲ့စင်းဝင်တာပဲ ဘလူဖိဖိ15မှာရောက်တာတော့ ဆက်လေးနဲ့ဆန္ဒပေါင်းထားတာ ပေါင်းထားတာခင်ဗျားတို့နေတဲ့နေရာကနေတည်လာတယ်မဟုတ်လား ဟုတ်ကိုပတိဌာနေရတယ် ဘသူ ကိုပတိ ကိုပတိတခွေမှုလားတရင်မှုကဘသူလဲ တရင်မှုကဆက်လေးတိုင်းမှုကကိုဖိုးစီပြ15တိုင်းမှုကကိုဖိုးတော် ကိုဖူတော်အခုကဘယ်နှခေါက်မြောက်တော့ 5ကောင်းမြောက်ဟို4ကောင်းမြောက်ပြ 4ခေါက်မြောက် ဝင်မိုးအောင်မြောက်ဆက်ပြလက်ခဲ့ရတယ် စပြ ကားဆက်ပြဟုတ်နာမည်တော့အကာဖြိုးပါ အကဖြိုး အကာဖြိုး ဒီတရင်ကတော့ ခုခုပြိုင်အမတ်တပြစ်တာတိုင်း30ရပါ တရင်ထဲမှာနေရုံးပဲလား တရင်နဲ့မှာတော့လောလောဆယ်တော့မနေတော့ဘူးကြာပြီခုကဒီကျောင်းမှာတောင်ဝန်ထမ်းဆောင်နေတယ်ကျောင်းအုပ်ပါ ကျောင်းနာမည် ကျောင်းနာမည် CBE 29မှာဘာရဆိုစဉ်းစားဟင်းရဘာကပါလဲ ဘာခဖဘယ်မှာနေတာတော့ ကျွန်တော်ရောင်းပါပြီ ရွာနာမည် စီချက်သွန် စီချက်သွန်ရောစီချက်သွန် ခင်ဗျားတို့ကဘယ်သူကခိုင်းတာတော့ ကျွန်တော်ကတော့ကိုစုသူကခိုင်းတာရ ခင်ဗျား ကိုပတိရခိုင်းတာ ကိုပတိခင်ဗျား ကျွန်တော်ကတော့ဝင်လာချုံဆိုခဏခေါ်လို့တိုက်လာတာပါ ဘသူပစ္စည်းတွေလဲဆိုတာတိလား ဘာမှမသိရဘူးပေါ်လာချုံဆိုလည်းလိုက်လာတယ် ပြီးတဲ့သူ2ယောက်ရောတောင်ခံ2ယောက်ကဘသူနဲ့ဘသူလဲ ကိုပတိနဲ့ဇော်လက် ကိုပတိနဲ့ ဇော်လက် ဇော်လက်သူတို့ကကိုပတိကတခွေမှုလား ဒီတော့တက်ခွင့်မှုပြအခုကတော့လမ်းကြောင်းလိုက်နေ ဇော်လက်ကရော တို့လည်းလမ်းကြောင်းပဲပြ လမ်းကြောင်း ဟုတ်
သူတို့ညှောက်ရောသူတို့ညှောက်ပြေးရောက်သွားတာတော့ ဒီကအောက်ခဏဆင်းမယ်ဆိုပြီးသွားရတယ်ပြန်လာတော့